သူမဟာခင်မုန်းချစ်သူနဲ့လက်တွဲလာတာကြာပြီဖြစ်ပေမဲ့သားသမီးမထွန်းကားခဲ့ပါဘူး။ဒီနေ့မှာတော့သူမဟာတိုက်ထဲကရုံကလေးတစ်ကောင်ကိုစိုက်ကြည့်နေမိတယ်။သူမတစ်ခုခုမလုပ်ခင်မှာပဲခင်မုန်းချစ်သူကအမိရခေါ်အုပ်ပြီးအဲ့ဒီရုံကိုတက်လိုက်ပါတယ်။ဒီနေ့ညစာအတွက်ပေါ့သူမအဲ့ဒီနေရာကမထွက်ခွာခင်မှာကျင်းထဲမှာပုံနေတဲ့ရုံပေါက်လေး၃ကောင်ကိုမထင်မှတ်ပဲတွေ့သွားခဲ့ပါတယ်။ခဏတာဝေခွဲမရဖြစ်ပြီးနောက်မှာတော့သူမစီမာမိခင်မြစ်တာတွေတပွားပွားပေါ်လာပြီးရုံလေးတွေကိုအိမ်ခေါ်လာခဲ့ပါတယ်။ခင်မုန်းချစ်သူကဇနီးပြန်ကိုစောင့်နေရင်လှည့်ကြည့်လိုက်တဲ့အခါဇနီးနောက်ကိုရုံပေါက်လေး၃ကောင်လိုက်လာတာမြင်လိုက်ရပါတယ်။သူကဒါကိုအစာလို့ထင်ပြီးစားဖို့ပြင်ပေမဲ့ဇနီးချစ်သူရဲ့ကြောက်ခဲနဲ့ပေါက်တာကိုခံလိုက်ရပါတယ်။ဇနီးချစ်သူကဒါတွေဟာသူမရဲ့မွေးစားသားသမီးတွေဖြစ်လို့ရံမမှုဖို့ပြောလိုက်ပါတယ်။ခင်မုန်းချစ်သူလည်းစိတ်ပြက်လက်ပြက်နဲ့ဘေးပယ်နေလိုက်ရပါတယ်။ဇနီးချစ်သူဟာဒီရုံလေးတွေကိုကြီးမာစားဖို့မွေးထားတာလို့ပဲသူထင်နေခဲ့တာပါ။ဒါပေမဲ့သူမမျှော်လင့်ထားတာတွေဖြစ်လာပါတယ်။ဇနီးချစ်သူဟာရုံလေးတွေဘိုက်မစားအောင်ကိုယ်တိုင်အမဲလိုက်ပြီးငှက်ငယ်တစ်ကောင်ဖမ်းပေးခဲ့ပါတယ်။ခင်မုန်းချစ်သူဟာအတော်လေးဒေါသထွက်သွားပါတယ်။ဇနီးချစ်သူဟာသူ့ပေါ်မှာတောင်တစ်ခါမှဒီလိုမကျင်နာဘူးလို့ပါပဲ။ဒါပေမဲ့ရုံလေးတွေကအသားမစားတော့သူမဟာမျက်တွေကိုပါးစပ်နဲ့ခဲပြီးကြွေးခဲ့ရပြန်ပါတယ်။အဲ့ဒီအချိန်ကစားလို့သူမဟာရုံလေး၃ကောင်ကိုအစွမ်းကုန်ပြုစုဆောက်ရှောက်ခဲ့ပါတယ်။ဒီနေ့မှာတော့သူမပိုင်အရန်စာလို့ရှင်းတကောင်ကိုဖမ်းဖို့ပြင်လိုက်ပါတယ်။ဒါပေမဲ့သူမရဲ့ထက်မြက်တဲ့သွားတွေကိုမြင်ပြီးရုံလေးတွေကကြောက်လက်တကြားអော်ကြပါတယ်။ရုံလေးတွေကခင်မုန်းချစ်သူရဲ့နောက်မှာပုံနေကြတာကိုမြင်တော့သူမကိုအပြစ်တင်ပြီးရှင်းကိုလှုပ်ပေးလိုက်ပါတယ်။ဒါကိုခင်မုန်းချစ်သူကဒီမခံနိုင်တော့ပဲရှင်းကိုပြန်ဖမ်းလိုက်ပါတယ်။ဇနီးချစ်သူကဒါစီပြီးအသားစားတာကိုပါစွန့်မယ်လို့ဆုံးဖြတ်လိုက်ပါတယ်။ခင်မုန်းချစ်သူကဒါဟာရုံလေးတွေကြောင့်လို့ယူဆပြီးနှင်ထုတ်ဖို့စူးစမ်းပေမဲ့ဇနီးချစ်သူရဲ့ကန်ထုတ်တာကိုခံလိုက်ရပါတယ်။သူမနှလုံးသားထဲမှာသူ့အတွက်နေရာမရှိတော့ဘူးဆိုတာသိသွားတဲ့ခင်မုန်းချစ်သူဟာနောက်ဆုံးမှာတော့ထွက်ခွာသွားပါတော့တယ်။ဇနီးဖြစ်သူဟာတယောက်တည်းရုံလေးတွေကိုကျွေးမွေးခဲ့ပေမဲ့အသားမစားတာကြာပြီဖြစ်လို့အရန်ကိုပိန်ချုံလာပါတယ်။အိပ်ပျော်နေတဲ့ရုံလေးတွေကိုကြည့်ပြီးဒီစားအရတတွေးတွေကြလာပေမဲ့မိခင်စိတ်ကအမြဲတမ်းအနိုင်ယူခဲ့ပါတယ်။ရှင်တန်ဖို့အတွက်သူမဟာရုံလေးတွေကိုခေါ်ပြီးခြံတစ်ခုကိုညဘက်ဝင်ကိုဖို့ဆုံးဖြတ်လိုက်ပါတယ်။ရုံလေးတွေကကော်ဖီကင်းထဲဝင်သွားချိန်မှာသူမကကြက်ချံဘက်ကိုသွားခဲ့ပါတယ်။ဒါပေမဲ့ခွေးတစ်ကောင်ကသူတို့ကိုတီးသွားပါတယ်။သူမထိတ်လန့်သွားပြီးရုံလေးတွေကိုပါးစပ်နဲ့ခဲကအမြန်ထွက်ပြေးခဲ့ပါတယ်။လွတ်မြောက်သွားခဲ့ပေမဲ့အင်အားကုန်နေတဲ့သူမဟာမြေပြင်ပေါ်လဲကျသွားပါတယ်။အပြင်ဘက်ကနှင်းတွေကိုကြည့်ပြီးသူမရဲ့ဘဝနောက်ဆုံးအချိန်ရောက်ပြီဆိုတာသိလိုက်ပါတယ်။ဒါကြောင့်ရုံလေးတွေကိုအဝေးကိုမောင်းထုတ်လိုက်ပါတယ်။နှင်းထဲမှာပျောက်ကွယ်သွားတဲ့ရုံလေးတွေကိုကြည့်ရင်သူမဟာကောင်းကင်ကြီးကိုမောကြည့်နေခဲ့ပါတယ်။နောက်ဆုံးမှာတော့သူမမျက်လုံးတွေပိတ်သွားပြီးခန္ဓာကိုယ်ဟာနှင်းတွေအောက်မှာတဖြည်းဖြည်းနှင်းမြုပ်သွားခဲ့ပါတော့တယ်။